ဒီတစ်ပေါက်ထဲမှာနှစ်တိုင်းပြီးရင်ဒီနောက်ဆုံးချက်နဲ့ဒီပုံမြင့်ချစ်ဒီပေါက်ထဲမှာတစ်တိုင်းနဲ့ဒီ row line number 4ကိုကျမတို့အဆုံးသတ်ပါမယ်ဒီမှာတစ်ဖက်နဲ့တစ်ဖက်ဆက်ဖို့ကိုဒီတစ်ခွက်နဲ့တစ်ခွက်ကြားကဖွန်ပြီးနှစ်ချစ်ကိုလည်းချစ်ဖို့မမီနဲ့ပြီးသွားရင်ဒီဘက်အချမ်းမှာရှက်ကော်လေးနဲ့သွားဆက်လိုက်မယ်ပြီးပြီဆိုရင်ကျမတို့နောက်ထပ်9တန်းမြောက်ကိုထိုးမယ်ပေါ့နော် row number 5မှာဆိုလို့ရှိရင်တိုင်ပွားတဲ့နီးစနစ်ကလေးကအနည်းငယ်ကွာသွားပါတယ်အဲ့ဒီအတွက်ကိုကျမဆက်ပြီးတော့ပြပေးမယ်နောက်ထပ် row line တစ်ခုစတင်မှုအတွက်ကိုတရစ်တင်တိုင်းရှိအနေနဲ့ကျမတို့ဖွန်ပြီး3ချက်နဲ့အစပြုမယ်ဖွန်ပြီး3ချက်နဲ့အစပြုပြီးတဲ့အခါမှာသူ့ရဲ့ပတ်တန်သဘောတရားကိုကျမတစ်ချက်ရှင်းပြပေးမယ်ဒီမှာကျတော့ကျမတို့ကတိုင်ပွားတစ်ခါเนาะဒီမှာဆိုလို့ရှိရင်တိုင်ပွားတစ်ခါဒီဖွန်ပြီးတစ်ချက်မှာတစ်တိုင်းတစ်ခါနဲ့တိုင်ပွားတာနဲ့စတယ်ပေါ့နော်နောက်တော့ row line မှာဆိုလို့ရှိရင်အဲ့လိုမျိုးနီးစနစ်မဟုတ်တော့ဘူးကျမတို့ဒီလိုဖွန်ပြီးတစ်ချက်မှာတစ်တိုင်းလုံးနဲ့ထိုးပြီးတော့ဒီလိုနောက်ဆုံးကြံနဲ့ဒီလိုတိုင်ချက်လေးတွေမှာကျတော့တိုင်ပွားတာနဲ့အဆုံးသတ်เนาะဒီမှာကျတော့တိုင်ပွားတာနဲ့စထားတယ်ဒါပေမဲ့ဒီ row line ကနေစပြီးကိုလိုချင်နဲ့ဒီအပြား line အကြီးအထိပေါ့เนาะခြုံဆောင်ထိလိုချင်လားစသဖြင့်ကိုလိုချင်တဲ့ site အထိကိုသွားတဲ့နေရာ line တွေမှာကြတော့ကျမတို့ကဒီလိုတစ်ပေါက်မှာတစ်တိုင်းဒီလိုတစ်ပေါက်မှာတစ်တိုင်းဒီလိုနောက်ဆုံးကြံတဲ့ဒီဖွန်ပြီးချက်ဒီလိုတိုင်ချက်ထဲမှာကြတော့အမြဲတမ်းတိုင်ပွားပေးရမှာကိုလိုချင်တဲ့အကျယ်ရတဲ့ထိကိုဒီနီးစနစ်တိုင်းကိုအသုံးပြုပြီးထိုးရမှာဒါလေးကိုကျွန်မလက်တွေ့ဆက်ပြီးထိုးပြပေးမယ်။၅ထပ်မြောက်ကနေကိုလိုချင်တဲ့ဖြတ်အခြေထိကိုနီးစနစ်လေးနဲ့ပြောင်းသွားပါမယ်။ဒီမှာဖုံးပြီး3ချစ်တက်ပြီးရတယ်ဒုတိယမြောက်ဒီတိုင်ချက်သူ့အပေါ်ကဖုံးပြီးချက်ထဲမှာလည်းတစ်တိုင်ပဲထိုးတရစ်တင်တိုင်ရှိတစ်တိုင်ပဲထိုးဒီမှာနောက်ဆုံးကြံတဲ့တိုင်ချက်ဒီဖုံးပြီးချက်ထဲမှာတစ်ပေါက်သေးဦးနှစ်တိုင်ထိုးတိုင်ပွားတဲ့ဟာနဲ့စတာမဟုတ်တော့ဘဲနဲ့တစ်တိုင်းစီထိုးသွားပြီးတော့နောက်ဆုံးကြံတဲ့ဒီတိုင်ချက်တွေမှာဒါတိုင်ပွားတာနဲ့အဆုံးသတ်မှာပေါ့နော်ဒါဆိုရင်ဒီမှာတစ်တိုင်းထိုးပြီးပြီဆိုရင်အဲ့ဒီထက်မှာပဲနောက်တစ်တိုင်းထိုးဒီတစ်ခုနဲ့ဒီလိုတစ်ခုကြားမှာအောက်ဘက်ကအတန်းတွေလိုပဲဖွန်ပြီးနှစ်ချစ်ပြီးပြီဆိုရင်ဒီမှာတစ်တိုင်းပဲထိုးမယ်ဒီမှာလည်းတရစ်တင်တိုင်ရှိတစ်တိုင်းထိုးမယ်ဒီမှာလည်းတရစ်တင်တိုင်ရှိတစ်တိုင်းထိုးမယ်နောက်ဆုံးကြံတဲ့ဒီတိုင်ချက်ဒီဖွန်ပြီးချက်ထဲမှာကြတော့ဒီတစ်ပေါက်ထဲကိုနှစ်တိုင်ထိုးမယ်เนาะဒီမှာတေးနှစ်ဆိုပြီးတော့ဒီမှာတိုင်ပွားလိုက်နေတယ်ပဲအဆုံးသတ်မှာအဲ့ဒီတိုင်းကျမတို့ဆက်ထိုးသွားမယ်တရစ်တင်တိုင်ရှိတစ်ခါဒီဒုတိယမြောက်ဖွန်ပြီးချက်မှာလည်းတရစ်တင်တိုင်ရှိတစ်ခါနောက်ဆုံးဒီဖွန်ပြီးချက်နောက်ဆုံးတိုင်ချက်မှာကြတော့ဒီတစ်ပေါက်ထဲမှာတရစ်တင်တိုင်ရှိနှစ်ခါထိုးမယ်ဒီနှစ်မတွေ့ရနော်တစ်နှစ်တိုင်ပွားတာနဲ့ဆုံးတယ်ဒီတိုင်းဆက်ပြီးတော့တစ်ပတ်ပြအောင်ထိုးသွားမယ်တစ်ခုပြီးရနဲ့နှစ်ချစ်ပြီးမှကျန်တဲ့တိုင်လိုင်းလေးတွေကိုဆက်ထိုးကျမတို့ row line တစ်လိုင်းစီတိုင်းမှာအဆုံးသတ်ပြီဆိုတာနဲ့ဖွန်ပြီးနှစ်ချစ်ရဲ့ရှက်ကော်ရဲ့အဆုံးသတ်တယ်ပြီးသွားရင်ပထမဆုံးတိုင်ချက်အနေနဲ့ကျမတို့ဖွန်ပြီး3ချက်နဲ့တရစ်တင်တိုင်ရှိအနေနဲ့စတယ်ပေါ့နော်ဒါဆိုလို့ရှိရင်ဒါအခုနောက်ထပ် row line number 6ကိုထပ်ပေါ်ပါမယ်ဖွန်ပြီး3ချက်ဒါဒီတရစ်တင်တိုင်ရှိတစ်ခုဒါ row number 6ပါပြီးရင်ဒီဖွန်ပြီးတစ်ချက်မှာတရစ်တင်တိုင်ရှိတစ်ခုတတိယမြောက်ဖွန်ပြီးချက်မှာလည်းတရစ်တင်တိုင်ရှိတစ်ခုနောက်ဆုံးဖွန်ပြီးချက်မှာတစ်ပေါက်ထဲမှာတရစ်တင်တိုင်ရှိနှစ်ခုပြီးရင်ဖွန်ပြီးနှစ်ချက်တစ်တိုင်းစီသွားမယ်၄ခုမြောက်မှာနှစ်တိုင်းထိုးမယ် row number 6ကိုအဆုံးသတ်ထိဒီနည်းစနစ်တိုင်းဆက်ထိုးပေးမယ်နောက်ဆုံးမှာနှစ်တိုင်းတိုင်းမှာတရစ်တင်တိုင်းရှိနှစ်ခါနှစ်ချစ်ချတိုင်းစီ3ခုထိထိုးမယ်နောက်ဆုံးမှာတစ်ပေါက်ထဲကိုနှစ်တိုင်းထိုးမယ်ဒီတိုင်းတစ်ပတ်ပြအောင်ဆက်ထိုးမယ်ကျမတို့လိုချင်တဲ့ site တိုင်းကိုအခုပြတဲ့နီးစနစ်လေးအတိုင်းတိုင်လိုင်းလေးတွေပွားပြီးတော့ထိုးသွားမှာဖြစ်ပါတယ်ဒီမှာစပွဲတင် site တွေဖျားပလင် site ဆိုလို့ရှိရင်ကျမ15 line တီထိုးထားတာပါ15 line တီအခုပြတဲ့နီးစနစ်တိုင်းထိုးတယ်ပြီးတော့ဒီမှာပန်းပွင့်အတွက်အရွက် line လေးဖော်တယ်ပြီးတော့အပွင့်ထိုးတယ်ပေါ့နော်အပွင့်နေရာမှာဆိုလဲကိုနှစ်သက်ရပန်းပွင့်လေးတွေအသုံးပြုလို့ရပါတယ်အခုဒီပြထားတဲ့ဒီဟာလေးကိုပဲအခြေခံပြီးတော့ဖျားပလင် site စပွဲတင် site ရဖို့အတွက်ဆိုရင်ကျမတို့အတန်းရေ15တန်းထိပြအောင်ဆက်ပြီးတော့ထိုးသွားပါမယ်
15တန်းပြည့်ပြီဆိုရင်ကျမလက်စအနေနဲ့ဆိုရင်ဒီပန်းပွင့်မှာအပါသူ့ရဲ့ size က12လက်မဝန်းကျင်ရှိပါတယ်ပန်းပွင့်မှာပါပြီဆိုဒီမှာ12လက်မဝန်းကျင်ထိကို size ကရှိပါတယ်တယောက်နဲ့တယောက်လက်စအနေအချင်း3နဲ့ချီပေါ်မူတည်ပြီးအနေချင်းကွာမယ်ပေါ့နော်ဒါဆိုရင်တော့15တန်းရဲ့ပန်းပွင့်ရဲ့အပါကို size ပြက်က12လက်မပတ်လို့ရှိရယ်အခုဒီမှာပြတဲ့ niche နဲ့အတိုင်းဒီမှာဆို row number 5နဲ့ row number 6မှာပြတဲ့ niche နဲ့အတိုင်းကျမတို့လိုချင်တဲ့အကျယ်ထိရအောင်ဆက်ပြီးတော့ထိုးသွားမယ်ဆိုရပါပြီเนาะဒီမှာဆိုရင်တဒန်းပြီးတာနဲ့ဖွမီနှစ်ချစ်ပြီးပြီဆိုရင်ဒီဖွမီတစ်ချက်မှာကြတော့တတိုင်းပဲထိုးဒီမှာတစ်ဆိုပြီးတော့ဒီလိုတစ်ပေါက်မှာတတိုင်းချင်းစီပဲထိုးပြီးတော့နောက်ဆုံးကျန်တဲ့ဒီတိုင်လိုင်းမှာကြတော့ဒီတစ်ပေါက်ထဲမှာတိုင်ပွားလိုင်းတစ်ပေါက်ထဲကိုတရည်တင်တိုင်ရှိနှစ်ခါထိုးရတာဖြစ်တယ်အဲ့ဒီအတိုင်းကိုဆက်ပြီးတော့ဖြတ်အကျယ်ကိုလိုချင်တဲ့ဖြတ်အကျယ်ရတဲ့အထိထိုးပေးသွားမယ်เนาะဒီတိုင်းကိုအစုံနဲ့ထိဆက်ပြီးထိုးသွားမယ်ကိုလိုချင်တဲ့အကျယ်ရပြီဆိုရင်ရပ်လိုက်မယ်ပေါ့နော်နောက်တစ်ဆင့်အနေနဲ့ကျွန်မဆက်ပြီးတော့ဒီပန်းပွင့်နာသက်ဒီလိုအရွက်လိုင်းထိုးတာတွေပန်းပွင့်ဖော်တဲ့နေရေးဆက်ပြီးတော့ပြပေးမယ်နော်ဒီအဝိုင်းလိုင်းဒီအလဲလိုင်းအတွက်ကအခုပြတဲ့နေစနစ်တိုင်းအကြီးဖြစ်တဲ့ထိထိုးသွားမယ်နော်ဆိုရင်ကျမထိုးထားတာအတန်းကြီး14တန်းပဲရှိသေးတယ်သူ့ရဲ့ size ကအရှိမထိုးခဲ့တဲ့15တန်းလောက်မြောက်အထိကို size ကရောက်သွားတယ်ပေါ့နော်ခြီစားနဲ့လက်စအနည်းငယ်ကွာသွားတဲ့ပုံမူတည်ပြီးဒီလိုဖြစ်သွားတဲ့အနေထားပေါ့နော်ဒါဆိုရင်ဒါထိုးတာကျမထိုးတာ15တန်းသူ့ပြင်မဲ့ဒီမှာ14တန်း size က15တန်းလောက်ထိကိုပြက်ကကျဲသွားတယ်ပေါ့နော်ခြီလေးနည်းနည်းလေးsize ကအနည်းငယ်လေးကွာသွားတယ်ပြီးတော့ကျမလက်စလည်းအနည်းထပ်ပြီးတော့ပွားသွားဟန်တူတယ်ပေါ့နော်ဒီမှာဒါဆိုဒါ row line 14 line မြောက်ကျမအဆုံးသက်ထိဆက်ပြီးတော့ထိုးသွားပါမယ်ပြီးသွားပြီဆိုရင်အရွက် line နဲ့ပန်း line ကိုဆက်ပြီးတော့ဖော်မယ်ရှင်ဒီမှာတရစ်တင်တိုင်းရှိတစ်ခါထိုးဒီဘက်နောက်ဆုံးတိုင်ချက်မှာတစ်ပေါက်သေးကိုတရစ်တင်တိုင်းရှိနှစ်ခါထိုးပြီးရင်ဖွမီနှစ်ချစ်နှစ်ဖက်ကိုရှက်ကောနဲ့ဆက်ဒီဘက်ကတိုင်ချက်ဒီဖွမီချက်ထဲကိုအကူထည့်ပြီးတော့ရှက်ကောလေးနဲ့တစ်ခါလေးဆက်ပြင်သူပေးကရက်ကဖွမီးမှလည်းကျွန်မနောက်ထပ်ရှက်ကော်လေးတစ်ခုလောက်လုပ်လိုက်ပါမယ်ခြီစားလေးတွေတိမ့်တဲ့အခါမှာအလွယ်တကူမလွတ်ထွက်အောင်ကျွန်မဒီနည်းစနစ်လေးကိုလုပ်တာပေါ့နော်ရှက်ကော်ဒီမှာတစ်ခုဘေးချင်းကရက်မှာလည်းရှက်ကော်နှစ်ခုထိုးတယ်ဒီမှာဆိုရင်14တန်းမြောက်မှာဆိုရင်အလွတ်တိုင်းချင်းစီထိုးတဲ့အရေးအတွက်က2 4 6 8 10 17တိုင်ရှိတယ်နောက်ဆုံးတိုင်ပွားချက်ကဒီမှာတစ်ပေါက်ထဲမှာ2တိုင်ရှိတယ် size ကတော့အရှိမထိုးခဲ့တဲ့အချက်နဲ့သူ့ရဲ့ဒီပတ်လေအလျာဖြက်ကတူနေတယ်ပေါ့နော်နောက်တစ်ဆင့်အနေနဲ့ကျမတို့ခြီအယောင်လေးပြောင်းပြီးဒီမှာအရွက်လိုင်းလေးတွေပတ်လေထိုးသွားပါမယ်ဒီမှာကျမပန်းအရွက်ထိုးတဲ့နည်းစနစ်လေးကိုပြပေးပါမယ်ပန်းရဲ့အရွက်ထိုးဖို့အတွက်ကိုကြတော့သူ့ရဲ့ပတ်တလိုင်းကအုံပွင့်လို့လည်းခေါ်လို့ရတယ် share line လို့လည်းခေါ်လို့ရပါเนาะအခေါ်ရတော့မတူကြဘူးအရင်ဆုံးအပွင့်မထိုးခင်ကိုဒီမှာပန်းအရွက်မထိုးခင်ကိုကျမတို့ green လေးအရင်လုပ်လိုက်မယ်လုပ်ပြီးသွားရင်ဒီခြီဆုံးခဲ့တဲ့ဒီနားမှာကျမမစပဲသူ့အရှိဘက်ကနေစလိုက်မယ်ပေါ့နော်သူ့အရှိဘက်ကနေစတဲ့အခါမှာဒီဘက်တိုင်ချက်ဒီတိုင်ချက်နားနေပြီးတော့ထိုးချက်ကိုစသွားမယ်ဒီတိုင်ချက်ရဲ့အပေါ်တက်တဲ့ဖွမီကွင်းလေးကိုဒီ green လောက်ထားတဲ့ဟာလေးကိုအရင်ဆုံးထည့်မယ်ဒီဘက်ကိုတစ်ဖက်ကိုယူမယ်ပြီးရင်တိုင်တစ်ချက်တုပ်ဖွမီတစ်ချက်တုပ်တယ်ပေါ့နော်ပြီးရင်တရစ်တင်တိုင်ရှည်ထိုးရမှာဖြစ်တဲ့အတွက်ဖွမီကို3ချစ်ပြည့်အောင်ထိုးမယ်ဒါဆိုတတိုင်ရပြီ3ချစ်ပြည့်ပြီဆိုရင်တရစ်တင်တိုင်ရှည်နောက်ထပ်တစ်ခါဒီအခုထိုးထားတဲ့ဒီဖွမီချက်ထဲမှာပဲထပ်ထိုးမယ်ဒီတစ်ဖက်ကချီကိုလည်းဒီအတွင်းထဲမှာတစ်ခါတည်းတင်သွားမယ်တရစ်တင်တိုင်ရှည်တစ်ခါဒီမှာကျွန်မခြီလေးနည်းနည်းပြောင်းသုံးထားတာပါရှင်ကျွန်မရှိမှာအစိမ်းရောင်ခြီကအစံတုတ်တဲ့ဟာကြီးပဲရှိရခါကြတော့ပန်းပွင့်အရွက်ကိုပို့ပြီးတော့ပေါ်ဖို့လှဖို့တော့ကျွန်မဒီမှာပိုလီခြီလေးသုံးထားတာပါဒီပိုထားဒီပိုလီခြီပေါ့နော်ဒီမှာတိုင်ရှည်2ကြိမ်ပြီးပြီဆိုရင်ဖွမီ2ချစ်ကျစ်တစ်ချစ်2ချစ်ပြီးတော့ပြီဆိုလို့ရှိရင်ဒီအပေါက်ထဲမှာပဲနောက်ထပ်တရစ်တင်တိုင်ရှည်2ခါထပ်ထုတ်မယ်တရစ်တင်ဒီမှာတိုင်ရှည်တစ်ခါဒီထဲမှာပဲနောက်တစ်တရစ်တင်တိုင်ရှိတခါသူကဒီလိုပုံစံလေးဖြစ်သွားမယ်အုံပွင့် share ပွင့်လို့လည်းသူ့ကိုခေါ်တယ်တိုင်ရှိနှစ်ခုထိုးနှစ်ချစ်ချတိုင်ရှိနှစ်ခုထိုးဒီတစ်ပေါက်ထဲမှာထိုးရတာပြီးပြီဆိုလို့ရှိရင်အောက်ဖက် line မှာကျတော့ကျွန်တော်တို့ဖွမီ3ချစ်စာကြော်မယ်ဒီမှာ1နဲ့3ချစ်ကြော်ပြီးဒီ4ချစ်မြောက်မှာအခုထိုးတဲ့နည်းစနစ်တိုင်းတရစ်တင်တိုင်ရှိနှစ်ခါထိုးတိုင်ရှိတစ်ခါတိုင်ရှိနှစ်ခါ
တိုင်ရှည်နှစ်ခါပြီးရင်ဖွမီနှစ်ကြိချဒီထဲမှာပဲနောက်ထပ်တိုင်ရှည်နှစ်ခါထပ်ထိုးဒီလိုတစ်ပေါက်ထဲမှာကျမတို့ကတိုင်ရှည်၄ခုပြည့်အောင်ထိုးရမှာပေါ့နော်တတိယတင်တိုင်ရှည်၄ခုပြည့်အောင်ထိုးရမယ်ဆိုပေမဲ့နှစ်တိုင်ပြီးရင်နှစ်ကြိချပြီးမှနောက်ထပ်နှစ်တိုင်ထပ်ထိုးရမှာဒါဆိုရင်ဒီမှာပန်းရဲ့အရွက်ပုံစံလေးနှစ်ခုရပြီပေါ့နော်အရွက်ပုံစံလေးနှစ်ခုရပြီပြီးသွားပြီဆိုရင်အောက်ဖက်မှာလည်းတစ်တိုင်နှစ်တိုင်သုံးတိုင်ကျော်မယ်သုံးတိုင်ကျော်ပေါ့နော်ဖွင့်ပြီး၃ခုကျော်၄ချစ်မြောက်မှာနောက်ထပ်တရစ်တင်တိုင်ရှိအခုထိုးတဲ့နေ့စနစ်တိုင်လေးဆက်ထိုးမယ်တခုတတိရှိရမှာဒီလိုအဖက်တစ်ခုနဲ့ပေါ့နော်ဒီပွင့်ရွက်ဒီလိုတစ်ခုနဲ့တစ်ခုကြာမှာကျမတို့ဖွင့်ပြီးချစ်လုံးဝမချထားပါဘူးနော်ဒီမှာတရစ်တင်တိုင်ရှိတစ်ခါနှစ်ခါနှစ်တိုင်ရပြီဆိုရင်ဖွင့်ပြီးနှစ်ချစ်ပြီးသွားပြီဆိုရင်နောက်ထပ်တိုင်ရှိနှစ်ခါဒီထဲမှာဆက်ထိုးဒီလိုပုံစံလေးတွေဖြစ်မယ်နော်ဒီအောက်မှာကဖွင့်ပြီး၃ချစ်စာ3နိုင်စီကြော်ပါတယ်ပြီးမှအဖွင့်ဖက်ဖို့ဒီတိုင်းကိုကျမတို့ဒီအချက်ကလေးဒီလိုတစ်ပတ်ပြည့်လေးဆက်ပြီးတော့ထိုးသွားပေးပါရှင်ဒီတိုင်းကျမတို့တိရွက်အဖက်ပုံစံမျိုးလေးတွေတစ်ပတ်ပြည့်အောင်ထိုးရမယ်ပေါ့နော်တရစ်တင်တိုင်ရှိ2ကြိမ်ထိုးဖွင့်ပြီး2ကြိမ်ချပြီးရင်ဒီပေါက်ထဲမှာပဲနောက်တစ်ရစ်တင်တိုင်ရှိ2ခါထိုးဒီတစ်ပေါက်ထဲမှာတိုင်ရှိ2ခါဖွင့်ပြီး2ကြိမ်တိုင်ရှိ2ခါဒီလိုအပွင့်ပုံစံလေးတွေဖြစ်မယ်ဒီလိုတစ်ပွင့်နဲ့တစ်ပွင့်ကြားမှာကြတော့အောက်ဖက်မှာကတိုင်ဖွင့်ပြီး3ကြိမ်ကျော်မယ်တိုင်3ကြိမ်ကျော်မယ်ပေါ့နော်ပြီးရင်နောက်တစ်ပွင့်ဆက်ထိုးပါမယ်မှာ1 2 3ပြီးဒီအလဲပွိုင်းမှာတရစ်တင်တိုင်ရှိတစ်ခါနှစ်တိုင်ထိုးပြီးပြီဆိုရင်ဖွင့်ပြီး2ကြိမ်ဒီတစ်ပေါက်ထဲမှာပဲနောက်ထပ်နှစ်တိုင်ဒီမှာဒီဘက်ဆုံးနေဒီကျမတို့ဆက်ထိုးပါမယ်နော်1 2 3ဒါဆိုရင်ပန်းပွင့်အရွက်ကလေးတွေရပြီပေါ့နော်တရွက်အခန့်လေးရပြီပေါ့နော်ဒီနေရာမှာဆိုလို့ရှိရင်ဒီမှာတိုင်က3ကြိမ်ကြော်လိုက်မယ်ဆိုရင်မမျှတဲ့အနေအထားဖြစ်မယ်ဆိုရင်2ကြိမ်စာလောက်ပဲကြော်လိုက်လေရတယ်အဓိကဒီတစ်ခုနဲ့တစ်ခုကြားမှာပွင့်ဒီလိုမျိုးပန်းပွင့်တရွက်ကလေးကအညီမျှလေးရှိသွားဖို့နော်ဒီမှာဆိုကျွန်မ2ကြိမ်ပဲကြော်လိုက်တော့တယ်ဒီဘက်မှာကြံတဲ့တိုင်ချက်ကတိတ်မကြံတော့တာဘူးလို့နော်2ကြိမ်နောက်ထပ်တိုင်ရှိနှစ်ခါထပ်ဖို့နောက်ဆုံးပွင့်ဖက်ဖော်ပြီးပြီဆိုရင်နှစ်ဖက်ကိုရှက်ခွန်နဲ့ဆက်ပြီးတော့ခြိစားတက်လိုက်မယ်ပန်းပွင့်လေးတွေဆက်ထိုးမယ်နော်ဒီဘက်တစ်ချမ်းဖွင့်ပြီး3ကြိမ်ထားတဲ့နေရာမှာရှက်ခွန်လေးနဲ့အဆုံးတက်လိုက်ပြီးရင်ခြိစားဖြတ်ထုတ်လိုက်ရင်ရပြီနော်သူဘေးကရက်ကဖွင့်ပြီးမှလည်းနောက်ထပ်ရှက်ခွန်တစ်ခုလောက်ထိုး